နောက်မိကွန်းတစ်ခုကတော့ရှူသေးတွေရှူလို့ရှိရင် side effect လို့ခေါ်တဲ့ဘေးထွက်ဆိုးကျိုးတွေများနေမလားရှူသေးကြောင့်ပို့ပြီးတော့လူကိုထိခိုက်စေမလားအခြားကလီစာတွေများထိခိုက်မလားဆိုတဲ့မိကွန်းမေးတတ်ပါတယ်ဒီနေရာမှာပြောချင်တာကရှေ့ဘက်မှာပြောသွားတဲ့အချက်ကိုပဲပြန်ကောက်အောင်မှာဖြစ်ပါတယ်ရှူသေးတောက်သေးထိုးသေးသုံးခုရှိတဲ့နေရာမှာရှူသေးကအပြော့ဆုံးဖြစ်ပါတယ်တောက်သေးကတော်တော်ပြင်းပါပြီထိုးသေးဆိုလို့ရှိရင်တော့ဖြင့်အပြင်းဆုံးအခြေအနေရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရှူသေးဟာဘေးထွက်ဆိုးကျိုးမရှိလောက်အောင်ကိုနေပါတယ်မရှိဘူးလို့တော့ပြောလို့မရဘူးမရှိလောက်အောင်ကိုနေပါတယ်ဒါကြောင့်မလို့မှန်မှန်သုံးသွားမယ်ဆိုရင်ဘေးထွက်ဆိုးကျိုးမရှိဘဲနဲ့သုံးနိုင်ပါတယ်နောက်တစ်ခုကတော့ရှူသေးတွေသုံးလို့ရှိရင်ဆွဲသွားမလားဆွဲသွားတယ်ဆိုတာကျွန်တော်တို့ရှူသေးလို့ပြောလိုက်တဲ့အတွက်ကြောင့်မလို့ဘိန်းဆွဲတယ်လို့မျိုးဆွဲသွားမလားဆိုတဲ့ဥစ္စာကိုယောဂရှင်တွေကကြောက်ကြပါတယ်တကယ်တော့လေရှူသေးဆိုတဲ့နာမည်ဟာဘိန်းဆိုလို့ရှူရတာမဟုတ်ပါဘူးပါဇက်နဲ့ကျွန်တော်တို့ရှက်ရတဲ့ဆေးတွေဖြစ်ပါတယ်ဒီဆေးတွေမှာဆွဲလန်းတဲ့အာနိသင်လုံးဝမရှိပါဘူးဆွဲလန်းလန်းရှူမှသူကကောင်းတာပါမဆွဲလုံးလို့ကျွန်တော်တို့ကဆွဲလန်းလန်းမှန်မှန်ကန်ကန်နေ့တိုင်းရှူဖို့ကိုကျွန်တော်တို့ကတိုက်တွန်းနေရတာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ရှူဆေးတွေဟာဒီရင်ကျပ်ပန်းနာကုထုံးမှာနောက်ဆုံးဆေးတွေများဖြစ်နေမလားဆေးအပြည့်နဲ့များဖြစ်နေမလားဆိုတာနောက်ဆုံးဆေးမဟုတ်ပါဘူးယောဂနုတဲ့အချိန်မှာကျွန်တော်တို့ကဆေးပြုံးနဲ့သုံးတာဖြစ်ပါတယ်ဒါကြောင့်မလို့နောက်ဆုံးဆေးမဟုတ်ဘဲနဲ့အစာဆုံးဆေးဖြစ်ပါတယ်ယောဂဆဖြစ်ပြီးယောဂနုရဲဆိုတဲ့အချိန်မှာရှူဆေးလေးတစ်ခုတည်းနဲ့ကျွန်တော်တို့ကုပေးလို့ရပါတယ်သို့တော့ယောဂမြင့်လာပြီးရင့်လာပြီးဆိုတဲ့အချိန်ကြလို့ရှိရင်တော့ဖြင့်ရှူဆေးတော့မနိုင်တော့ပါဘူးတောက်ဆေးတို့ထိုးဆေးတို့ပါလာတော့မှဖြစ်ပါတယ်ဒါကြောင့်မလို့အစာဆုံးဆေးပါနောက်ဆုံးဆေးမဟုတ်ပါဘူးလို့ဖြေကြားပြရစေနောက်တစ်ခုကတော့ကလေးလေးတွေမှာသုံးလို့ရပါမလားကိုဝန်ဆောင်မိခင်တွေမှာသုံးလို့ရပါမလားနှုတ်တိုက်မိခင်တွေမှာသုံးလို့ရပါမလားဆိုတဲ့မေးခွန်းမေးလေ့ရှိပါတယ်ရှေ့ဘက်ကဖြေကြားပြီးခဲ့တဲ့အတိုင်းပါပဲရှူဆေးတွေဟာပျော့ပြောင်းတဲ့အတွက်လူကိုလည်းဘေးထွက်ဆိုးကျိုးတွေမရှိသလောက်ဖြစ်တဲ့အတွက်ကလေးငယ်တွေမှာကျွန်တော်တို့ကောင်းကောင်းသုံးလို့ရပါတယ်ကလေးငယ်တွေမှာကြီးထွားဖို့လိုပါတယ်ကြီးထွားမှုကိုထိခိုက်စေနိုင်တဲ့အထက်မှာစတီရိုက်လို့ခေါ်တဲ့ဆေးတွေပါပါတယ်ဒါပေမဲ့အဲ့ဒီစတီရိုက်ကိုတောက်ဆေးအဖြစ်နဲ့တောက်မှသူကကြီးထွားမှုကိုထိခိုက်တာဖြစ်ပါတယ်ရှူဆေးအနေနဲ့သတ်မှတ်တဲ့ပမာဏအတွင်းမှာရှူလို့ကတော့ကြီးထွားမှုကိုလုံးဝမထိခိုက်ပါဘူးဒါကြောင့်မလို့ရုံရုံကြည်နဲ့ကလေးတွေမှာသုံးပေးပါနောက်ကိုဝန်ဆောင်မိခင်တွေနိုးတိုက်မိခင်တွေသူတို့မှာရှူလို့ကလေးကိုတရေသားကိုထိခိုက်မှုမရှိပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ရဲဝန်းနဲ့ဆက်ပြီးတော့သုံးရမှာဖြစ်ပါတယ်တချို့ကကိုဝန်ဆောင်ရင်ကလေးနှုတ်တိုက်ပြီးဆိုရင်ရှူဆေးကိုဖြတ်ထားတယ်အဲ့ဒီခါကျရင်ရင်ကျက်ယောဂပြန်ကြွလာတတ်တာတွေ့ရတယ်ဒါကြောင့်မလို့အဲ့ဒီအချိန်တွေမှာဒီရှူဆေးတွေကိုဖြတ်ဖို့လုံးဝမလိုပါဘူးရှေ့ဆက်ပြီးတော့ပဲရှူရမှာဖြစ်ပါတယ်မှန်မှန်ကန်ရှူရမှာဖြစ်ပါတယ်နောက်မေးခွန်းတစ်ခုကတော့ရှူဆေးရှူရမယ်ဆိုရင်ရှူတတ်ပါမလားဆိုတဲ့ပြဿနာရှိပါတယ်ရှူတတ်ပါမလားဆိုတော့ဟုတ်ပါတယ်ရှူဆေးကိုကျွန်တော်တို့စပြီးတော့ညွှန်ပြီးဆိုရင်ပထမဦးဆုံးတွေ့ရတဲ့အခက်အခဲကတော့ရှူဆေးမရှူတတ်တာပါပဲဘာကြောင့်လဲဆိုလို့ရှိရင်ရှူဆေးတွေကသူ့ကိုရှူတတ်ဖို့အတွက်တော့ဤစနစ်လေးတွေလိုပါတယ်ဒီနေရာမှာသင်ကြားပြသပေးဖို့အတွက်တော့ညွှန်ကြားတဲ့သူရဲ့တာဝန်ဖြစ်ပါတယ်ဆိုလိုတာကညွှန်ပေးတဲ့ဆရာဝန်ကသင်ပေးဖို့လိုပါတယ်သို့မဟုတ်ဆရာမကသင်ပေးဖို့လိုပါတယ်ရှူဆေးကိုစနစ်တကျရှူတတ်မှဆေးဟာအာနိသင်ထက်မြက်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ရှူဆေးကိုရှူတတ်ဖို့ဆိုတာဟာအလွန်ကိုရေးကြီးတဲ့အချက်ဖြစ်ပါတယ်ဒါကြောင့်မလူနာတွေစိုးရိမ်တာဟာစိုးရိမ်တင်ပါတယ်ကျွန်တော်တို့ကသင်ပေးဖို့တာဝန်ရှိပါတယ်အဲ့တော့ရှူဆေးဆိုတဲ့နေရာမှာအမျိုးမျိုးရှိပါတယ်ကျွန်တော်ရှေ့မှာချပြထားတဲ့ရှူဆေးအငွေ့လေးတွေထွက်အောင်ညှစ်လိုက်ပြီးလို့ရှိရင်ရှူရတဲ့ဥစ္စာပေါ့နော် meter dose inhaler လို့ခေါ်ပါတယ်ရှူရတာခက်ပါတယ်ဒါပေမဲ့သင်ကြားလိုက်လို့ရှိရင်လွယ်ပါတယ်အထူးသဖြင့်လူငယ်လေးတွေဆိုရင်လွယ်လွယ်ကူကူရှူတတ်ပါတယ်လူကြီးတွေမှာတော့အခက်အခဲရှိတတ်ပါတယ်အဲ့လိုအခြေအနေမျိုးကြားလို့ရှိရင်ကျွန်တော်တို့ကဂျားကန်ကရိယာလို့ခေါ်တဲ့ spacer volumetric အဲ့ဒါကိုကျွန်တော်တို့သုံးလို့ရပါတယ်ဒီ volumetric spacer တွေသုံးလိုက်ခြင်းအဖြစ်တော့သူ့ရဲ့ဆိုးကျိုးတွေလည်းရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီကရိယာမှာတွားပြီးတော့အမှုံမွားတွေကတ်တယ်လိုတလောက်မဝင်တော့ဘူးဆိုတဲ့အချက်တွေလည်းရှိတတ်ပါတယ်သူ့ကိုလည်းသင်ကြားပေးမှပဲစနစ်ကျရှုတတ်မှာဖြစ်ပါတယ်တကယ်လို့အဲ့ဒါနဲ့လည်းအဆင်မပြေဘူးနောက်တစ်မျိုးထပ်ပြီးတော့ထွင်ထားတာရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် dry powder inhaler လို့ခေါ်တဲ့အမှုံလေးတွေကိုကျွန်တော်တို့ရှူတဲ့နည်းဖြစ်ပါတယ်အဲ့ဒီနေရာမှာဒီလို Darbucaler လို့ခေါ်တဲ့အမှုံလေးတွေကိုရှူရတဲ့နည်းစနစ်ဖြစ်ပါတယ်ဒီနေရာမှာတော့ရှူတဲ့အခါမှာချိန်ထားကိုက်ဖို့မလိုတော့ဘူးညှစ်လိုက်တဲ့အချိန်ရှိုက်တဲ့အချိန်အဲ့ဒါကြီးချိန်ထားကိုက်ဖို့မလိုတော့ဘူးလွယ်သွားတယ်ဒီဘက်လိုအတောက်လေးတွေကိုစက်ထဲကိုထည့်ပြီးတော့ရှူလို့ရတဲ့ရှူဆေးတွေလည်းရှိပါတယ်
ဒါမျိုးတွေကိုသုံးလိုက်ခြင်းအဖြစ်ရှုဆေးကိုရှုရတာခက်မှကြောင်းနေရဲဆိုတဲ့အချက်ကတော့တကယ်လက်တွေ့လှုပ်ဆောင်တဲ့အခါမှာအဆင်ပြေသွားနိုင်ပါတယ်